ဒီနေ့မနက်ကတော့အဝတ်အစားတွေကိုတေချာချိတ်ခေါက်ပြီးတော့ရန်ကုန်ကပါလာတဲ့ပစ္စည်းတွေကိုရှင်းပွဲလက်မှတ်တွေနဲ့ကိုပကြီးဆွဲထားပြီးတဲ့အလားမဲ့ပုံအဲ့ဒါတွေကစာယူလာတာအဖွားသူဟိုနိုင်ငံခြားလူတွေလာတော့လေပြတ်တိုက်မှာထားမယ်ဆိုပြီး USA လားဗမာလားမသိပြတ်တိုက်မှာထားမယ်ဆိုပြီးတော့ဒီကချင်ပြည်နယ်မှာလာရိုက်တော့တာလေဒါအဖွားရထားတဲ့ဝတ်စုံပေါ့ရက်ကန်ရထားတာပေါ့နော်ဒါညီမအဖွားပါသူရက်ထားတာလေးနဲ့စာအုပ်ထုတ်ပြီးတော့လာပေးထားတော့အဲ့စာအုပ်လေးကိုပျောက်မှာဆိုလို့သိမ်းထားဒါညီမတို့နေခဲ့တဲ့အိမ်လေးပေါ့အဖွားတယ်လည်းရက်ကန်ရက်ပြီးတော့မှရှာကြည့်ခဲ့တာပေါ့နော်ဒါအဖိုးပါအဲ့ဒါလေးအမတ်တရသိမ်းထားဒါတခြားလူတွေရက်ထားတဲ့ဟာပေါ့နော်ဒီစာအုပ်တွေပါပုံတယ်လာရတယ်ဒါပါတယ်ဟောဒါလည်းအတူတူပဲဒီမှာလည်းပါတယ်ဒီမှာအဖွားရက်ထားတဲ့ဟာဖွားရဲ့ရာဇဝင်တွေလည်းပါသေးရဲ့ဟိုသားသမီးတွေဘယ်နဲ့ရအဖေအမေနာအဖေတို့အတော်တို့နာမည်ရစာအကုန်ပါတယ်ပေါ့ဒါတခြားလူမျိုးတွေရဲ့တခြားလူမျိုးဆိုတာအဲ့ကွာကချင်ဒိန်းဖောတို့ဟိုအဲ့လိုမျိုးဟာတွေပေါ့တိန်းထားတာဒါတွေပါရန်ကုန်ကနေမဖြစ်မနေပယ်လာတာဒီကိုပြီးတော့ရှိသေးတယ်ဟိုအရင်တော့ကလေမဂဇင်းတွေမှာဟိုဟာလည်းကာဗာရောအထဲတွေမှာပါခဲ့တဲ့ဟာတွေအဲ့ဒါတွေတော့ချင်းစီယူလာလို့မရတော့အဲ့လိုစာရွက်လေးကိုပါတဲ့ဟာလေးတွေညက်ပြီးတော့ဒီခုနှစ်နဲ့အဲ့ဒါလေးတွေကိုအကုန်လုံးထည့်ပြီးတော့ယူလာတာအမတ်တရဖြစ်အောင်ဆိုပြီးတော့ Yes 你肯定能那哪一带个养我妈带个看样吗哦第二个呢看样也第二你也帮了一个人呢那一少嘞吃样安的咯square 你肯定能帮了 B 咯 what's B How many bee? Okay, now how many fly? Yang only one. နေ့လေသမင်းစားပြီးတော့တငယ်ချင်းတို့အိမ်ကိုသွားဖို့ပေါ့နော်တငယ်ချင်းလည်းဟုတ်တယ်အတော်လဲတော်တယ်ပေါ့သူတို့အိမ်ကိုသွားဖို့အတွက်ကိုအိမ်ကနေဒီတင်ဘောစိတ်ကန်းတီကိုတနားရီကားမောင်းရတယ်တင်ဘောကနေဆိုလို့ရှိရင်အဲ့ကျွန်းကိုသွားဖို့ဟာ25မိနစ်လောက်ထပ်စီရတယ်ပေါ့နော်ကားနဲ့ဒီကုန်းလမ်းကသွားမယ်ဆိုရင်အဲ့ဒီကျွန်းသွားဖို့3နိုင်လောက်ကားမောင်းရတော့ညီမတို့ကဒီတင်ဘောနဲ့ပဲပေါ့နော်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့တင်ဘောနဲ့ကြတော့မိနစ်25မိနစ်30လောက်ပဲချိန်ပေးရတယ်ကျွန်းပေါ်ရောက်တော့တငယ်ချင်းအိမ်ကိုတမ်းမသွားသေးပဲအဲ့နာအရင်လာတဲ့နေရာလေးတနေရာရှိရဆိုလို့အဲ့နေရာကိုသွားလိုက်တယ်အမေအခုတော့ကားပေါ်မှာတငယ်ချင်းစီသွားနေပါပြီတငယ်ချင်းတို့အိမ်ရောက်ပါပြီဒါတော့တငယ်ချင်းပါတငယ်ချင်းလည်းဟုတ်တယ်အတော်လည်းဟုတ်ပါတယ်ဒါကတော့သူပြင်ဆင်ထားတဲ့ဟင်းတွေပါအရင်လည်းစားကောင်းပါတယ်တငယ်ချင်းစီသွားတာသူပေးရဲ့လက်ဆောင်တွေအများကြီးနဲ့အိမ်ပြန်လာခဲ့ပါပြီရှင်